ပိုင်တကွန်နဲ့ညီကိုရင်းလို့ထင်ရလောက်အောင်ရုပ်ချင်းစင်တူနေတဲ့ TikTok ဆယ်လီအောင်ဝင်းခန့်ပိုင်တကွန်ကလက်ရှိမှာမိသားစုကိစ္စတွေကြောင့်နာမည်ကြီးနေပြီးတားလိုက်မှာပြည်သားမှုကိုပြည်သူတွေကချီးကျူးနေကြပါတယ်။ပိုင်တကွန်ရဲ့မိသားစုကိစ္စဖြစ်လာပြီးတဲ့နောက်မှာကျန်တဲ့ညီကိုတွေကသူနဲ့ရုပ်ချင်းမစင်တူတာတွေကိုသတိထားမိလာကြပါတယ်။မောင်နှမ6ယောက်ထဲမှာပိုင်တကွန်1ယောက်ထဲအရက်အမောင်းရောရုပ်ရည်ပါပြည့်စုံနေပါတယ်ရှင်။သူ့ရဲ့ညီကိုရင်းနေတောင်သူနဲ့ရုပ်ချင်းမစင်တူပေမဲ့ TikTok မှာဆယ်လီဖြစ်နေတဲ့အောင်ဝင်းခန့်ကတော့ပိုင်တကွန်နဲ့ရုပ်ချင်းအတော်လေးကိုတူနေလို့ညီကိုလားလို့တောင်ထင်နေရပါတယ်။အောင်ဝင်းခန့်က TikTok မှာဗီဒီယိုလေးတွေနဲ့နာမည်ကြီးလာသူတယောက်ပါပိုင်တကွန်နဲ့သပင်ပုံစံချင်းနဲ့တူညီသလိုအပြုံးလေးတွေကလည်းစင်တူနေလို့ပိုင်တကွန်ကလုံးလို့ခေါ်ကြပါတယ်တချို့တွေကအောင်မင်းခန့်နဲ့ပိုင်တကွန်ကိုဆွေမျိုးတော်ဆက်တယ်လို့တောင်ထင်နေကြပါတယ်တကယ်တော့အောင်မင်းခန့်ကပိုင်တကွန်နဲ့ဆွေမျိုးတော်ဆက်တာမဟုတ်ပဲရုပ်ချင်းစင်တူတာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်ကထိ TikTok မစောတဲ့သေးတဲ့အောင်မင်းခန့်ကို TikTok ဆယ်လီဖြစ်လာအောင်သူ့ရဲ့အကူကတင် जा ပေးလိုက်ပါတယ်သူ့ရဲ့အမွာကိုကလည်းပိုင်တကွန်ရဲ့နဲ့ရုပ်ချင်းစင်တူနေသေးလို့တိမ်ထဲမှာတင်ပိုင်တကွန်ကလုံး2ယောက်ရှိနေပါတယ်ဒါကြောင့်ပိုင်တကွန်နဲ့အောင်မင်းခန့်တို့ညီအကိုတွေကစကားတူတူရရင်တောင်ရတယ်ဆိုပြီးပြောနေကြပါတယ်အောင်မင်းခန့်ကအရင်ကတော့ TikTok မသုံးတတ်ပေမဲ့ပထမဆုံး TikTok ဗီဒီယိုမှာတင်ပိုင်တကွန်နဲ့ရုပ်ချင်းစင်နေတာကြောင့်နာမည်ကြီးသွားပါတယ်မသိတဲ့သူတွေကတော့အောင်မင်းခန့်ကိုပိုင်တကွန်အစ်စ်လို့တောင်ထင်သွားတတ်ကြပါတယ်တချို့ကလည်းအောင်မင်းခန့်ကိုပိုင်တကွန်နဲ့တူတယ်လို့ပြောတာကိုလက်မခံကြပါဘူးပိုင်တကွန်နဲ့တူသလိုအလင်းရောင်နဲ့လည်းတူသလိုဖြစ်နေပြီးနောက်ဆုံးမှာတော့တကယ်တူတာကိုလက်ခံသွားကြပါတယ်အောင်မင်းခန့်ကိုပိုင်တကွန်နဲ့တူတာကြောင့်ရေတကွန်ပိုင်တကွန် Elaskin ပိုင်တကွန်ဆိုပြီးတော့စနောက်နေကြပါတယ်အခုဆိုရင်တော့အောင်မင်းခန့်ရဲ့အကိုကလည်းပိုင်တကွန်ကလုံးဖြစ်လာလို့ပိုင်သုံးကွန်ဆိုပြီးတော့ပါစနောက်နေကြပါတယ်ကဘာပေါ်မှာဆွေမျိုးမတော်ဆက်ပြီးမဲ့ရုပ်ရည်ချင်းစင်တူကြသူတွေကလည်းခက်များများရှိနေပါတယ်နော်အောင်မင်းခန့်ကိုရေတကွန်လို့စနောက်ကြတဲ့အပေါ်အောင်မင်းခန့်ကစိတ်မဆိုးပဲပျော်ရွှင်နေပြီးတော့သူ့ရဲ့အိုင်ရောကလည်းပိုင်တကွန်ပဲဖြစ်နေပါတယ်ပိုင်တကွန်ကမြန်မာနိုင်ငံကရုပ်ရှင်မင်းသားတွေထဲမှာနိုင်ငံခြားအထိတောရောက်တရုတ်ဆောင်နိုင်သူဖြစ်ပြီးတော့အနုပညာကြီးကလည်းမြင့်မားတဲ့သူပါဒီလိုမျိုးအောင်မြင်တဲ့ပိုင်တကွန်ကအောင်မင်းခန့်ရဲ့အိုင်ရောတယောက်ဖြစ်ပြီးတော့အားကျစိတ်နဲ့ကြိုးစားနေပါတယ်ပိုင်တကွန်ရဲ့အရက်အမောင်းတက်တူသပင်အရှိတွေကိုအောင်မင်းခန့်ကသဘောကျပြီးတော့အနုပညာလည်းဝါသနာပါပါတယ်ပိုင်တကွန်လိုမျိုးနိုင်ငံခြားထိစကားတွေကိုရိုက်ကူးလို့ရတဲ့အထိအောင်မြင်တဲ့မင်းသားကခက်ရှားရှားဖြစ်နေချိန်မှာအောင်မင်းခန့်ကတော့ရုပ်ချင်းစင်တူနေတာနဲ့တင်ဂုဏ်ယူနေရပါတယ်နာမည်ကြီးတဲ့အနုပညာကျွန်းနေနဲ့ရုပ်ရည်ချင်းစင်တူတာကလည်းပြောစရာကောင်းတာကြောင့်သူ့ကိုအပြစ်မှမြင်ဘူးသူတိုင်းကလှည့်ကြည့်သွားတတ်ကြပါတယ်။ TikTok မှာတော့အနုပညာရှင်နဲ့ရုပ်ချင်းစင်တူတာတွေကဆယ်လီတွေဖြစ်လာပြီးတော့အဲ့ဒီအထက်မှာအောင်မင်းခန့်လည်းပါဝင်နေပါတယ်။မြန်မာနိုင်ငံကအနုပညာရှင်တွေနဲ့ရုပ်ရည်ချင်းစင်တူတွေခက်များများရှိကြပေမဲ့အောင်မင်းခန့်တို့ကတော့အညီကို2ယောက်စလုံးပိုင်တကွန်နဲ့တူနေပါတယ်။အောင်မင်းခန့်ကမော်ဂျယ်ပိုင်းမှာပို့ပြီးတော့ဆရာထက်တန်သူဖြစ်ပြီးသူ့ပုံတွေကိုရုပ်တရက်ကြည့်လိုက်ရင်တော့ပိုင်တကွန်လို့ထင်နေရပါတယ်။လက်ရှိမှာတော့ပိုင်တကွန်ကိုသူ့ရဲ့အမေကမသိတတ်တဲ့သားဖြစ်ပြောဆိုနေပေမဲ့ပရိသတ်တွေကတော့ပိုင်တကွန်ဘက်မှာပဲယက်တည်ပေးကြပါတယ်။အသက်16နှစ်ကလေးကကိုတုကိုချွန်ဖြစ်အောင်ကြိုးစားလာပြီးနိုင်ငံကျော်မင်းသားဖြစ်လာတဲ့ပိုင်တကွန်ကမိဘတွေပေါ်မှာတည်တတ်တယ်လို့အများကချီးကျူးကြပေမဲ့သူ့မိကတော့မိသားစုအဖြစ်တောင်မသတ်မှတ်တော့ပါဘူး။ဒါပေမဲ့လည်းပိုင်တကွန်ကိုအားပေးနေသူတွေရှိနေသေးပြီးတော့အောင်မင်းခန့်တို့လိုအမကန်ဖန်တွေလည်းရှိနေပါသေးတယ်။ TikTok ဆယ်လီအောင်မင်းခန့်ကပိုင်တကွန်နဲ့တကယ်ပဲရုပ်ရည်ချင်းစင်တူလာလားဆိုတော့ကွန်မန့်မှာအမြင်လေးတွေကိုပြပြပေးခဲ့ပါဦး။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။